အော်တိုဘာလ28ရက်နေ့မှာတရေရိပ်နဲ့အကြဘက်ကိုပြန်ပြီးတော့မှအာတာနေတဲ့ကမ္ဘာရွှေဈေးကတော့လက်ရှိမှာ3929ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဈေးဖွင့်တဲ့အချိန်ကလေးကိုမှအခုချိန်ထိအမြင့်ဆုံးဈေးတန်းအနေနဲ့4019ဈေးတန်းထိအမြင့်ဆုံးတက်ထားပြီးတော့3922ဈေးတန်းထိအနည်းဆုံးဆင်းထားတဲ့အတွက်ကြောင့်မလို့ကမ္ဘာရွှေဈေးကဈေးဖွင့်တဲ့အချိန်ကနေယခုချိန်ထိ69ပေဝန်းကျင်ခန့်ကိုအလောက်ခတ်ဖြစ်ထားပြီးပဲဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့ဒါ3929ဈေးတန်းကိုရောက်နေတာပဲဖြစ်တယ်ဆိုတော့ကမ္ဘာရွှေဈေးကဆက်ပြီးတော့မှကြာမလားဘယ်နေရာတွေမှာကျွန်တော်တို့တွေအယောင်းဝယ်လုပ်မလဲဆိုတော့ဆက်ပြီးတော့မှသုံးသက်ကြည့်ရအောင်ပါexport time frame ရသုံးသက်ရမယ်ဆိုလို့ရှိရင်တော့လက်ရှိမှာကမ္ဘာရွှေဈေးကအကြဘက်ကိုအားတာနေတဲ့အနေအထားမှာကျွန်တော်ကတော့ဒီ3893ဈေးတန်းကိုsuppose ဈေးတန်းအနေနဲ့ကျွန်တော်ထားခြင်းနဲ့ဒီ3893ဈေးတန်းအောက်ကိုသာဖောက်ကျနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအကြဘက်ကိုအကြပို့ပြီးတော့မှအားကောင်းလာနိုင်တယ်ကျွန်တော်တို့3839ဈေးတန်းနေကျွန်တော်တို့3800ဈေးတန်းဝန်းကျင်နေထိကိုအကြကအားကောင်းလာနိုင်တယ်ဆိုတော့ဒီ3893ဈေးတန်းကိုကျွန်တော်ကတော့suppose ဈေးတန်းအနေနဲ့သတ်မှတ်မယ်ဒီ3893ဈေးတန်းအောက်ကိုသာဖောက်ကျခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမေးဆွေတို့အနေနဲ့ရေးတို့အယောင်း order လိုက်နိုင်တယ်ကျွန်တော်တို့ဒီ3880 3890ဒီဈေးတန်းဝန်းကျင်မှာမေးဆွေတို့အနေနဲ့တေချာတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ3893ဈေးတန်းအောက်ကိုဖောက်မကျနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအတက်ဘက်ကိုပြန်ပြီးတော့မှလာနိုင်တယ်ဘလောက်ထိတက်လာနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ3960ဈေးတန်းနေကျွန်တော်တို့4000ဈေးတန်းဝန်းကျင်နေထိကိုအတက်ပြန်ပြီးတော့မှလာနိုင်တယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့3893ဈေးတန်းအောက်ကိုဖောက်ပြီးတော့မှမကျနိုင်ဘူးဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေးတို့အဝယ် order လိုက်နိုင်တယ်3920ဈေးတန်း3950ဒီဈေးတန်းဝန်းကျင်တွေမှာမိတ်ဆွေတို့အနေနဲ့တေချာတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒါကြောင့်ရေတို့ရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေကျွန်တော်တို့3893ဈေးတန်းကိုစောင့်ကြည့်မယ်ဒီဈေးတန်းစုံအောက်ကိုကျွန်တော်တို့ဖောက်ကြခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတို့အယောင်း order လိုက်မယ်ဒီဈေးတန်းစုံကိုဖောက်မကျနိုင်ခဲ့မယ်နဲ့ပြန်တက်ခဲ့မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒါရေတို့အဝယ် order လိုက်နိုင်ပါတယ်ဒီနေ့ညမှာဆိုရင်လည်းကမ္ဘာရွှေပေါ်ပေါ်မှာအလောက်ခတ်ကြီးစေနိုင်တဲ့ data တွေတော့မရှိပါဘူးတိုးပေမဲ့လည်းမိတ်ဆွေတို့အနေနဲ့အယောင်းဝယ်လုပ်မယ်ဆိုလို့ရှိရင် TPSR ကိုမဖြစ်မနေထားဖို့အတွက်ကျွန်တော်အနေနဲ့ဒါအကြံပေးချင်ပါတယ်နောက်ပြီးတော့အခုကြည့်နေတဲ့မိတ်ဆွေတို့တွေမှာကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေးလာခြင်းနေတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်အကောင့်ဖွင့်ပြီးတော့မှအယောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒါ Viber Telegram ကနေပြီးတော့မှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နောက်ပြီးတော့တင်တဲ့ချင်တဲ့မိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Zoom class နဲ့ video class ဆိုပြီးတော့မှနှစ်ခုရှိတယ် Zoom class ကတော့ကျွန်တော်တို့တင်တဲ့ကြီး3သိန်းသတ်မှတ်ထားပြီးတော့မှ video class ကတော့ကျွန်တော်တို့တင်တဲ့ကြီး9000သတ်မှတ်ထားပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကြိုက်နှစ်သက်တဲ့တင်တဲ့နေတက်ပြီးတော့မှကမ္ဘာရွှေလုပ်ငန်းကိုလေ့လာနိုင်ပါတယ်အဲ့တော့တင်တဲ့တက်ပြီးတော့မှလေ့လာခြင်းတဲ့မိတ်ဆွေတွေအနေနဲ့လည်းကျွန်တော်ရဲ့ Viber Telegram ကနေတစ်ဆင့်အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ